Hello အားလုံးမင်္ဂလာပါကျွန်မဒီနေ့ပေါ့နော်ကျွန်မတော်တော်လေးပြောက်သွားပါတော့ကျွန်မဒီနေ့ဖောက်သီးလေးကိုဝယ်ထားပါတယ်ဒီမှာဖောက်သီး20လားစီတော့မပြောပြရပါဘူးနော်ဒါဖောက်သီးလေးကိုဝယ်ထားပါတယ်ဒီမှာလုံးလေးတွေလက်ဆက်လာတယ်နော်နည်းနည်းချင်းကျွန်မစားထားတယ်အခုမှတဝက်လောက်ကြာမှကျွန်တော်ရိုက်ဖို့တတိရတယ်ပေါ့နော်ကဲအခုစားတတ်ပါမယ်ဒီလုံးလေးချစ်စရာပဲပုံလေးဘာလို့စားလဲဒီအမြက်ကနည်းနည်းအမြားအဲ့ဒါနည်းနည်းညားပါနည်းနည်းခါလေးဆက်ကြပါခါလေးရခွင့်ပါလို့ခိုင်းနည်းနည်းပေါ့ဒီအမြက်ကနည်းနည်းခိုင်းအမြအဲ့ဆိုအမြမစားပဲအမြမကိုက်ပဲနေနေစားကြည့်အခုစားတဲ့လုံးနည်းနည်းချိုးတယ်ကောင်းတယ်ဒီချက်Bravo. Này như là gì? ဒီမှာစားလိုက်တာအမြက်ပါပါဇာတ်ရရောက်သွားတယ်ဒီမှာတော့ဒီလုံးစားကြည့်မယ်အလုံးကြည့်ပြမယ်မချင်ဘူးကွာအလုံးကြည့်ပြမယ်ချူတယ်ဒီလိုအခါပြောဟောင်းညပတ်တယ်ဆိုစိနေအောင်ဒီနောက်မှာကြီးသေးတယ်ပြောင်း ချိုးတော့မရအောင်ဟာ6 6 8ထိုးတော့မှာ ဟာဟုတ်
မာထဲမှာဖောက်တီးကမဲတူးမှာပဲ အေးကောင်းတော့မတော်တော့လေလူချင်းတော့ ဘာတမ်းမစင်ပါလောင်းတယ်မှန်နာတော့ကြီးอ่ะဘာတမ်းမစင်ပကားလားဘာမစင်ပါရဲ့ကပ်ပန်းစကားနဲ့ပြောရတာခေါညာနည်းနည်းခါလို့ပေါ့နော်ညာလိမ့်တယ်တဲ့အခွန်လေးကသေးလို့ကောင်းတယ်အတန်လေးကအတန်လေးကခုနကစပီကာပဲမှာလဲကြားလာအတန်လေးကနားထောင်ပါမယ်အလုံးသေးသေးလေးသေးတလောက်ချင်းမယ်ခင်ဗျ လုံးနေရကြအောင်တော့မကောင်းတော့ဟာဆို ကွမ်းပြီတေရှုံနဲ့မတော့လိုက်ရအောင်တခါကြိုက်လိုက်ပြီစားကြည့်စိတ်ကြီးများကောင်းပါအရှိမအမိုင်ဘုတ်တက်တဲ့ခင်းနာတော့ပြတယ်။အဲ့ဒါပါလေးတော့ဝင်ရတာပါ။အဲ့ဒါဆက်တော့မယ်။ထုံနေတယ်။ဒါခဏကအရှိရလာကြမှာ။ဟောမကရတယ်။ Sorry. ဟောစားကြပါ推到的比较难吃，人家听不到推到的包的推到的，买的这部地方多几路也不会，这么线路是推到的。为啥？များတယ်ဒါစားရများနေပြီဆိုတော့ဗောနော်ဒါစားရများနေပြီဆိုတော့နှိုက်ရလိုက်ပါအောင်ရှင်းညကြထပ်စားပြပါမယ်ကြံတော့ထပ်စားပြမယ်နော်ကြံတော့ထပ်စားပြမှာကြံတော့ထပ်စားပြပါမယ်ကျမအခုကဗောနော်စားရနည်းနည်းများသွားကျမလည်းဖိုက်တင်းသွားပြီဗောနော်အခုအမကျမအမေအဖေတွေမကြည့်လိုက်ပါအောင်ရှင်းအားလုံးပဲဖောက်ကိုင်မှာ Q&A ဗီဒီယိုမေးတော့သွားမေးအောင်နော် Q&A ဗီဒီယိုမေးတော့လည်းမေးပေးပါ please Q&A ဗီဒီယိုနဲ့ comment အောက်မှာပါနော်မေးခွန်းလေးရှိခဲ့ပါနော် Q&A ဗီဒီယိုမှာမရှိသေးနဲ့ဒီအောက်မှာရှိသေးလို့ရပါတယ် Q&A မှာကျွန်မ post တင်ထားတယ်ပေါ့နော်ဟိုမှာဘိုင်ဘိုင်ကျွန်မခွင့်ရင် like and subscribe လုပ်သွားပေးပါကျွန်မမထီတဲ့လုပ်သွားပေးပါရှင့်ဘိုင်ဘိုင်